Hello အားလုံးပဲမင်္ဂလာပါခင်မီပဲဖြစ်ပါတယ်ခင်မီကဒီနေ့မှာတော့ခင်မီကSakura School ထဲမှာSakura School ထဲမှာပေါ့နော်ခင်မီက makeup ပင်ကြီးလေးကိုသင်ပေးသွားမှာပါဆိုတော့ makeup ပင်ကြီးပေါ့နော်ဆိုတော့နံပါတ်1အချက်အနေနဲ့ကတော့ခင်မီတို့ဒီခင်မီများထိုးပြထားတဲ့မီနူလေးထဲကိုဝင်ပါမယ်ဒီကမီနူလေးထဲကိုဝင်လိုက်ပေါ့နော်မီနူလေးထဲကိုဝင်ပြီးပြီဆိုရင်တော့ခင်မီကိုများထိုးပြတာပေါ့နော်ခင်မီတို့များထိုးပြထားတဲ့ choose item edit ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်ကဲနှိပ်လိုက်ရင်တော့အောက်ကိုပေါ့နော်အောက်ကိုဆွဲပါမယ်အောက်ကိုဆက်ဆွဲပါမယ်ဆိုတော့ဆက်ဆွဲပါမယ်ဆက်ဆွဲလိုက်ပြီဆိုရင်တော့ဒီကပေါ့နော်ဒီကပါဇက်ပြင်တဲ့နေရာလေးရှိပါတယ်ဒီကပါဇက်ပြင်တဲ့ရေပေါ့နော်အောက်ကလေးမှာခင်မီတို့ဒီကပေါ့နော် make ပေါ့နော်ခင်မီပြောပြထားတဲ့ makeup ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒီ makeup လေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်တော့ကိုကဒီမှာပေါ့နော် eyeliner ပဲဖြစ်ပါတယ် eyeliner ကိုတော့ခင်မီတို့eyeliner ကိုကအမဲရောင်လေးလုပ်ချင်လားဘာလေးလုပ်ချင်လဲအဲ့မှာပေါ့နော်ကိုကြိုက်တဲ့ဟာလေးတွေကိုရွေးလို့ရပါတယ်ခင်မီကအနီရောင်လေးရွေးလိုက်တယ်eyeshadow လေးကိုလည်းကိုကြိုက်တဲ့အရောင်လေးတွေတူတွေကရွေးလို့ရပါတယ်ခင်မီကတော့အနီရောင်လေးရွေးလိုက်ပါတယ် cheese ကကြတော့ပါနီလို့ပြောတာပါပါနီကိုကြတော့ကိုကအနီရောင်လေးလည်းရတယ်ကြိုက်တဲ့ဟာလေးလုပ်ပေါ့နော်ခင်မီကတော့အနီရောင်လေးလုပ်လိုက်ပါတယ် lips ကတော့နှာခမ်းနီကိုပြောတာပါဆိုတော့နှာခမ်းနီကိုတော့ခင်မီကနှာခမ်းနီရောပဲခင်မီကအနီရောင်လေးလုပ်လိုက်ပါတယ်ဆိုတော့ makeup လေးကတော့ပြီးသွားပြီပေါ့နော်ဆိုတော့နောက်ထပ်သိချင်တာလေးရှိရင်လည်းခင်မီကိုလာပြီးတော့မေးလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ဒါနဲ့ပြောဖို့မိနေတာ like and subscribe လုပ်ဖို့လည်းမမေ့ကြနေအောင်တော့အားလုံးပဲ bye